ဟာဒုကနာလီဆိုစရိခိတောဖဲတက်ဆောဟဲဝဲတုန်နီလောအခေါ်တိတော်နေဖလာဖဲရှင်လုကာခရစ်ဝင်ခန်းကြီးနှစ်အခန်းငယ်၄မ15တိရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီးနှစ်အခန်းငယ်၄မှ15တိယောသက်တီလဲဒါဝိဒ်အမျိုးအနွယ်ဖြစ်၍ထိမ်းမြဆောင်နှင်းသောမယားမာရိနှင့်အတူစည်ရင်ဝင်ခြင်းကဂါလိလဲပြည်နာဇရက်မြို့မှယူဒပြည်တွင်ဘဲလင်အမည်ရှိသောဒါဝိဒ်၏မြို့သို့သွား၏ထိုအခါမာရိသည်ပလိတတေအရင်မှရှိ၏ဘဲလင်မြို့၌ရှိနေစဉ်ဖွာအံ့သောတိလစီလင်တာဥကိုဖွာမြင်၍အဝတ်နှင့်ပက်ရစ်ပြီးမှဧည့်သည်တဲရစီရဲ့၌သူတို့နေစရာမရှိသောကြောင့်သူငယ်ကိုနွားစခွက်၌တိတ်ထားလေ၏ထိုပြီးမှတိုးရင်းတို့သည်ညအခါတော်ရက်၌တဲခိုလျက်မိမိတိုးစုကိုစောင့်နေကြသည်ဖြစ်၍ထာဝရဘုရား၏ကောင်းကင်တမန်သည်သူတို့အနားမှပေါ်လာ၍ပတ်ဝန်းကျင်၌ထာဝရဘုရား၏ဘုန်းတော်ထွန်းတောက်သဖြင့်သူတို့သည်အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနှင့်လူအပေါင်းတို့သည်အလွန်ဝမ်းမြောက်စရာတဲ့င်းကိုငါသည်သင်တို့အားကြားပြောရ၏ယနေ့တွင်ဒါဝိဒ်မြို့၌သခင်ခရစ်တော်သည်ဟူသောကယ်တင်သောရှင်သည်သင်တို့ဖို့လွတ်ငါဖွားမြင်ခြင်းကိုခံတော်မူပြီသင်တို့သည်အဘယ်နမိတ်ဖြင့်သိရမည်နည်းဟုမူကားသူငယ်သည်အဝတ်နှင့်ပက်ရ၍နွားစခွက်၌တိတ်ချလျက်ရှိသည်ကိုတွေ့ကြလိမ့်မည်ဟုဆိုပြီးလင်ထိုကောင်းကင်တမန်နှင့်အတူကောင်းကင်ဘိုးချေအများတို့သည်ချက်ချင်းထင်ရှား၍ကောင်းကင်ဘဝဲဝဲဘုရားသခင်သည်ဘုန်းကြီးတော်မူစေတည်းမြေကြီးပေါ်၌လည်းညီသက်ချင်းရှိစေတည်းလူတို့အားမေတ္တာဂရုဏာရှိစေတည်းဟုဘုရားသခင်ကိုချီးမွမ်း၍မွတ်ဆိုကြ၏ကောင်းကင်တမန်တို့သည်ကောင်းကင်ဘုံသို့ပြန်ကြပြီးမှတိုးထိန်တို့ကငါတို့သည်ဘဲလင်မျိုးသို့သွားကြကုန်အံ့ထာဝရဘုရားသည်ဖော်ပြတော်မူသောဤအမှုရာကိုကြည်ကြကုန်အံ့ဟုအချင်းချင်းပြောဆိုပြီးလင်ခိတတော်နှင့်ဖလာဖဲရှင်မသက်ခရစ်ဝင်အခန်းကြီး2အခန်းငယ်9မှ17ရှင်မသက်ခရစ်ဝင်အခန်းကြီး2အခန်းငယ်9မှ17ထိုအခါဟေရုမင်းကြီးသည်မာဂုတ်ပညာရှိတို့ကိုမထင်ရှားခေါ်၍ကျေပေါ်ထွန်းသောအချိန်ကာလကိုစစ်စစ်မေးမြန်းပြီးမှတင်တို့သည်သွား၍ထိုသူငယ်ကိုစူးစမ်းရှာကြပါတွေ့လင်ငါထံသို့ပြန်လာ၍ငါလည်းထိုသူငယ်ကိုဖူးတွေ့ပူဇော်ရအောင်ကြားပြောကြပါဟုမှားထားတော်မူလေဘဲလင်မျိုးသို့ဆေလို့တူထိုသူတို့သည်မင်းကြီးစကားကိုနာခံပြီးလင်ထွက်သွား၍ရှေ့ပြည်၌မြင်ရသောကျဲသည်သူတို့ရှေ့ကသွားသဖြင့်သူငယ်တို့ရှိရအရက်ပေါ်သို့ရောက်၍ကြည်လျက်နေ၏ထိုကျဲကိုမြင်ပြန်သောအခါအလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ၏အိမ်သို့ဝင်လေသောမေတော်မာရိနှင့်တကွသူငယ်တို့ကိုတွေ့မြင်လင်ပြုတ်ဝတ်ကိုးကွယ်၍မိမိတို့ဗန္နာဥစ္စာတို့ကိုဖွင့်ပြီးမှလောဗန်နှင့်မူရန်ဒီဟုသောနတ်နာမျိုးကို၎င်းရွှေကို၎င်းစက္ကပ်ပူဇော်ကြ၏ကတော်ရနာရီဘောလေခေခောခေနောဘွားရွာကလူကချမီတရာမူဖြူမေဝင်းနေလောခေလောတာဆက်တော်စုတရာမူစုပူနေလောရှေးစွာဘုရားသခင်ရဲ့ကြီးစွာချီးမွမ်းပါတယ်ဘုရားသခင်ရဲ့ကြီးစွာကြောင့်ဒီဇင်ဘာလကျမတို့မြို့ကိုနဲ့ဒီဇင်ဘာလခရစ်တော်မွေးဖွားခြင်းလကိုကျမတို့ကြိုဆိုခွင့်ကျင်းပခွင့်ရတဲ့ကြောင့်ဘုရားသခင်ကြီးစွာချီးမွမ်းတဲ့ကဲ့သို့ဒီနေ့ခရစ်တော်မွေးဖွားခြင်းဒေသနာကိုကျမတို့ဝေငှခွင့်ကရရှင်ပြည်တော်ကြောင့်ကရရှင်ကျေးဇူးတင်ပါတယ်ဒီတလလုံးဟာခရစ်တော်မွေးဖွားခြင်းလဖြစ်တဲ့ကြောင့်ကျမတို့အတူတကွနှုတ်ခွန်းဆက်ကြပါစို့ Merry Christmas to you all Okayကျမတို့ခဏဒီဘောနော်တမန်ကျမ်းစာကိုဖတ်တဲ့ခါမှာတမန်ကျမ်းစာကဒီခရစ်တော်ရဲ့မွေးဖွားခြင်းကိုကျမ်းစာရေးဆရာနှုတ်ဦးပေါ့နော်ရှင်မသဲနဲ့ရှင်လူကနဲ့သူတို့ဖော်ပြတယ်နော်ခရစ်ဝင်ကျမ်း၄ကျမ်းရှိတယ်ဒါပေမဲ့ရှင်မာကုနဲ့ရှင်ယောဟန်ခရစ်တော်မွေးဖွားခြင်းကိုမဖော်ပြပဲနဲ့တခြားခရစ်တော်ဆက်ပြီးတော့နော်အသက်တာကိုဖော်ပြခြင်းဖြစ်တာကိုကျမတို့တွေ့ရှိရတယ်ဒီနေ့ကျမရွေးချယ်ထားတဲ့ကျမ်းကတော့ခရစ်တော်ရဲ့သက်တော်စဉ်ဟာကျမတို့ရှင်လူကမှာကောရှင်မသဲမှာကောနှစ်ခုစလုံးပါဝင်တဲ့အတွက်ကြောင့်ကျမကျမ်းပိုက်ကိုနှစ်ခုဖော်ပြခြင်းဖြစ်ပါတယ်ဒီနေ့ကျမတို့တဲ့တပါပတိဖတ်ပြီးသွားဖြစ်ပါတယ်ရှင်လုကခန်းကြီး2ခန်းငယ်4ကနေ15အဲ့အချိန်မှာကျမတို့ဘာတွေ့ရလဲဆိုတော့เนาะပြန်ဖတ်မယ်ဆိုရင်ကျမနည်းနည်းအနည်းငယ်ပြန်ဖတ်ပါမယ်ပေါ့နော်ယောသသည်လည်းဒါရိအမျိုးနဲ့ဖြစ်၍ထိမ်းမြဆောင်နှင်းသောမယားမာရိနှင့်တူစီရင်ဝင်ခြင်းကဂါလိလဲပြည်နာဇရက်မြို့မှယူဒပြည်ဘဲလင်အမည်ရှိသောဒါဝိမြို့သို့သွား၏ထိုအခါမာရိသည်ဗဒိတ်တိအရင်အမှရှိ၏
ဘယ်လင်မျိုး၌ရှိနေစဉ်ဖွမ်းသောနေလစီလင်တာဥကိုဖွမ်းမြင်အဝတ်နှင့်ပတ်ရပြီးမှဧည့်သည်တဲရဇေယ၌သူတို့နေစရာမရှိသောကြောင့်သူငယ်ကိုနောက်ဆက်ခွက်မှတိတ်ထားလေ၏ထိုပြီးမှသိုးထိန်တို့သည်ညိခါတောရ၌တဲခုလျက်မိမိသိုးစုကိုစောင့်နေကြသည်ဖြစ်၍ထာဝရဘုရား၏ကောင်းကင်တမန်သည်သူတို့အနားမှပေါ်လာ၍ပတ်ဝန်းကျင်၌ထာဝရဘုရား၏ဘုန်းတော်ထွန်းတောက်သဖြင့်သူတို့သည်အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိနှင့်လူပေါင်းတို့သည်အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကိုငါသည်တင်းတို့အားပြောကြရ၏ယနေ့တွင်ဒါဝိဒ်၏မြို့၌သခင်ခရစ်တော်ဒီဟုသောကယ်တင်သောအရှင်သည်တင်းတို့အဖို့လုံငါဖွမ်းမြင်ခြင်းကိုခံတော်မူပြီးတင်းတို့သည်အဘယ်နှမိတ်ဖြစ်တဲ့သနည်းဟုမူကားသူငယ်သည်အဝတ်နှင့်ပတ်ရ၍နားစခွက်ထဲ၌တိတ်ထားရရှိသည်ကိုတွေ့မြင်ပြီးလဆိုလျင်ကောင်းကင်တမန်နှင့်ကောင်းကင်ဘုရားအများတို့သည်ချက်ချင်းထင်ရှား၍ကောင်းကင်ဘဝဝဲဘုရားသခင်သည်ဘုန်းကြီးတော်မူစေတည်းမြေကြီးပေါ်မှာညင်ချက်ချင်းရှိစေတည်းဆိုတော့ကျမတို့ဒါဟာခရစ်တော်ရဲ့မွေးဖွားခြင်းကိုဖော်ပြတယ်ခရစ်တော်ရဲ့မွေးဖွားခြင်းဟာနော်ရှင်လုကာဘာပြောလို့ဆိုဘက်လင်မျိုးကိုနော်ဘက်လင်မျိုးဟာဘာပဲလဲဆိုတော့လာကြတယ်ပေါ့နော်ဆိုတော့ဘက်လင်မျိုးကိုလာတဲ့လူတွေကိုအုပ်စုခွဲတဲ့ခါမှာဘာတွေ့လဲဆိုတော့မေရိုမာရီနဲ့ယောသနဲ့လာကြတယ်နော်ဒီသခင်ယေရှုရဲ့ဖခင်မိခင်ပေါ့နော်သူတို့နှစ်ပါးဟာဒီဘဲလင်မျိုးလာတယ်အဲ့ဒီမှာဘဲလင်မျိုးမှာဘယ်သူထပ်လာသေးလဲဆိုတိုးထင်းနေထပ်လာတိုးထင်းတွေကဘယ်ကနေလာလဲဆိုတော့သူတို့တိုးကြောင်းလာတယ်နော်သူတို့တိုးကြောင်းနေနဲ့ကောင်းကင်တမန်တွေကပေါ်ထွန်းလာပြီးတော့သူတို့ပြောကြတဲ့ခါမှာတိုးထင်းတွေဟာလေသူတို့တောတောင်ထက်နော်တိုးတွေကဒီမြို့မှာကြောင်းလုံးမရတာနော်မြို့မှာထိုးတောထဲမှာတောတောင်ထဲမှာနော်မြို့နဲ့ဝေးတဲ့နေရာမှာသူကတောင်ကြီးထက်မှာဂျားထဲမှာတကြောင်းတဲ့ခါမှာအဲ့တောင်ကြီးဖြတ်ကျော်ပြီးတော့ဘဲလင်မျိုးကိုလာဆိုတော့ဘဲလင်မျိုးလာတဲ့ဖွဲ့ကဒီမှာနှစ်ဖွဲ့ရှိသွားပြီနော်ဆိုတော့ကျမတို့ရှင်မသက်ကိုပြန်ကြည့်တဲ့ခါမှာရှင်မသက်ကလည်းတစ်ခေါက်ကျမတို့ထပ်ဖော်ပြတယ်ရှင်မသက်အခန်းကြီး2ခန်းငယ်9ကနေပြီးတော့7မှာဖော်ပြလဲဆိုတော့ထိုကဟေရုမင်းကြီးဒီမာကုပညာရှင်တို့မရှိမရှာခေါ်၍ကျဲဖွင့်ပေါ်ထွန်းသောအချိန်ကာလကိုစစ်စစ်မြင်မြင်မတင်တို့ဒီတော့သူတငယ်ကိုစူးစမ်းရှာပါတွေ့လင်ငါထံသို့ပြန်၍ငါစီသူတငယ်ကိုပူဇော်ရအောင်ပြောကြပါဆိုတော့အဲ့ပြောတဲ့ခါပြောပြီးလို့ပြီးတဲ့ခါရောဒီမာကုပညာရှင်တွေကဘဲလင်မျိုးသွားတယ်ဆိုနောက်တစ်ဖွဲ့ဒီရှင်မသက်မှာထပ်ပြောပြတဲ့ဟာဘဲလင်မျိုးသွားနောက်တစ်ဖွဲ့ရှိပြီးရှင်မာကုပေါ့နော်ဒီမာကုပညာရှိနော်အဲ့ပညာရှိကတော့ကျမတို့ဒီမှာသုံးပါလို့မဖော်ပြအောင်မာကုပညာရှိတို့ပဲပြောတယ်နော်ဆိုတော့ကျမတို့ကဒီမာကုပညာရှိကျွန်တော်ငယ်ငယ်ကတည်းကကျွန်တော်တို့တည်ရကျမ်းစာလည်းဖတ်ထားတဲ့ခါကျတော့သိရှိတာဗာလဲရွှေလောဘမူရဆိုတဲ့နော်ပူဇော်တကက်ရောက်ပူဇော်တဲ့က၃မျိုးပူဇော်တယ်ကျွန်တော်တို့ပညာရှိ၃ပါးလို့ပြော၃ပါးမဟုတ်ဘူးနော်ပညာရှိတို့နော်သူတို့ဖော်ပြထားတယ်နော်အဲ့ပညာရှိတို့ဟာဟိုးအရှိပြန်နေလာတယ်နော်ဒီဘဲလင်မျိုးပတ်ဝန်းကျင်မှာမဟုတ်ဘူးအဝေးပဲသူတို့လာပြီးတော့သူတို့ကဘဲလင်မျိုးကိုရောက်ရှိလာတယ်ပေါ့ဆိုသခင်ခရစ်တော်မွေးဖွားတဲ့နေရာကိုဘဲလင်မျိုးဘသူတွေလာလဲလို့ပြန်ကြည့်တဲ့အခါမှာဘဲလင်မျိုးကိုလာတဲ့လူဟာမေရိုမာရီနဲ့ယောသနောက်ပြီးရင်တိုးထင်းနေပြီးလို့ရှိရင်မာကုပညာရှိနေလာတယ်ပေါ့နော်ဆိုတော့ကျမတို့ဒီပေါ့နော်ကျမ်းစာရဲ့ခင်းချင်းအရာကိုကျမတို့ပြန်ကြည့်တဲ့အခါမှာနော်ဘဲလင်မျိုးလာတဲ့လူတွေကဘယ်လောက်များဝေးကြလဲပြန်ကြည့်တဲ့အခါမှာမေရိုမာရီနဲ့ယောသဟာသူတို့ကဂါလိလဲပြည်နာဇရက်မြို့မှာရှိတယ်ပေါ့နော်ဒါဆိုကျမမြေပုံပြန်ကြည့်တယ်ညကျမ်းစာကျမတို့ကျမ်းစာအုပ်ကြီးဆိုမြေပုံရှိတယ်အနောက်မှာပြန်ကြည့်တဲ့အခါကျတော့နော်ဒီနာဇရက်ကဂါလိလဲပြည်ဟိုမြောက်ဖက်မှာရှိတယ်ဒီကျမတို့ဒီခုလာမဲ့ဘက်လင်မြို့ကတောင်ဘက်မှာရှိတယ်နည်းနည်းလေးဝေးတယ်ပေါ့နော်အဲ့ဒါကို69မိုင်လို့သူတို့ရေးဖော်ပြတယ်ဆိုတော့ not 12 90လို့ဖော်ပြဆိုတော့အဲ့ဒါ3ရက်နဲ့4ရက်နဲ့ခီးရှိရပေါ့နော်လမ်းလျှောက်လို့မရဘူးကျမတို့ donkey ပေါ့နော်မြဲလေးတွေစီးလာရတယ်ပေါ့နော်ဆိုတော့ဒီမေရိုမာရီကလည်းကုံဝင်အစ်မှာရှိရတော့ကြောင့်မလို့ဘဲလင်မျိုးကိုလာဖို့အတွက်ဘာလို့လာလဲနော်အဲ့ဒီမှာမင်းအဲ့ဟေရိုမင်းနေသူတို့အဲ့သူတို့ဘာလဲတကောင်စင်းကောက်တာပေါ့နော်တကောင်စင်းကောက်တဲ့အတွက်ကြောင့်မလို့သူကစင်းရင်ဝင်ဖို့အတွက်ကိုနာမည်ပေးဖို့ဘဲလင်မျိုးလာခြင်းဖြစ်တယ်နော်သူမွေးဖောက်လာတာမဟုတ်ဘဲလင်မျိုးကိုသူကစင်းရင်သွင်းဖို့လာခဲ့တာဒါရဲ့အတွက်ကြောင့်မလို့သူကကိုဝန်အင်းရဲ့မာကြီးနဲ့နော်ဒီဒွန်ကီဆိုတဲ့မြင်းလေးကိုစီးပြီးတော့သူတို့လာခဲ့တဲ့ခါမှာ4-3ရက်ခီးကြပါတယ်ဒါပေမဲ့သူတို့လာတဲ့ခီးကဝေးလာလို့မေးလို့ရှိရင်သူတို့ရဲ့လင်မြန်းနဲ့ပေါ့နော်ကျင်ဖွန်တို့ဦးပေါ့နော်အဲ့ကျင်ဖွန်တို့ကပျော်ရွှင်နေတယ်ဘာလို့ဆိုတော့သခင်ခရစ်တော်ဖခင်ရဲ့အလိုတော်သူတို့ဝန်ခံနေဖခင်သခင်သူတို့စိတ်နှလုံးထဲမှာကျင်းဝတ်တဲ့ကြောင့်ဘလို့ဝေးရဲ့နေအောင်သူတို့လာရပြီမဲ့နော်ကုံဝန်းရဲ့မာကြီးနဲ့ဒုက္ခခံပြီးတော့လာခဲ့ပြီမဲ့သူတို့ကပျော်နေတယ်တဲ့ဘဲလင်မျိုးကသူတို့အတွက်ဝေးတယ်ဆိုပေမဲ့မဝေးဘူးတဲ့ဘဲလင်မျိုးကသူတို့အတွက်နီးတယ်ပေါ့နော်ဆိုတော့နောက်တစ်ဖွဲ့တိုးထင်းနေဆိုတာဟာအဲ့တိုးတွေဟာဖခင်ကျမတို့ဖခင်သခင်ကိုသူတို့ရစ်ပူဇော်တဲ့တိုးတွေဖြစ်တယ်နော်အဲ့သူတို့ဗိမာန်တော်မှာရစ်ပူဇော်ဖို့အဲ့တိုးတွေအကောင်းဆုံးမွေးရတယ်အဲ့မွေးတဲ့တိုးတွေထဲမှာအကောင်းဆုံးရှာပြီးတော့နော်သူတို့အဲ့ဗိမာန်တော်တွေတိုးတွေပေးရတယ်
အဲ့မွေးရဲ့လူကပိုင်ရှင်တွေကတထေးတွေကြည့်ရဲ့လူတွေကဆင်းရဲသားတွေနော်နေစားတွေပေါ့နော်ဆိုတော့သူတို့ကအဲ့တိုးထင်းတွေကဘာလို့ဆိုတနေ့လုံးမှတနေ့စားတဲ့သဘောမျိုးပေါ့နော်ဆိုတော့လာခါစားဆိုတော့သူကမြို့ထဲမှာနေလို့မရအောင်တောထဲမှာပဲသွားနေတဲ့ခါမှာသူတို့ကအမြင်နဲ့သူတို့ဘဝဟာသူများတွေဘာလို့သူတို့ကမဆိုင်တီတကောင်စင်းကောက်တာတော့မှသူတို့နဲ့မဆိုင်သူတို့ထဲမှာသွားနေဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကောင်းကင်တမန်ကတဲ့နော်ကျမတို့အနှိမ့်ကြဆုံးလူတွေအပေခံဆုံးအဝေးရောက်နေတဲ့လူတိုးထင်းတွေကိုသွားပြီးတော့ကောင်းကင်တမန်ဒီနေ့မှာနော်ကက်တင်ရှင်မွေးဖွားပြီးရိုးမလာပဲနဲ့နော်ကောင်းကင်တမန်ဆိုတော့လင်းလက်တွန်းပေါက်နေသူတို့အမှောင်ထဲမှာနေတဲ့အချိန်မှာလင်းလက်တွန်းပေါက်တဲ့အယောင်တောက်တဲ့အယောင်ကြီးတွေ့တဲ့ခါမှာသူကလန့်ဖြန့်သွားတာပေါ့နော်လန့်ဖြန့်သွားတဲ့ခါမှာသူကကောင်းကင်တမန်တွေမလန့်နဲ့မကြောက်နဲ့နော်ဘာဖြစ်လဲဆိုတော့မင်းတို့အတွက်နော်ကက်တင်ရှင်မရှိရဖွားမြင်ပြီးဘဲလင်မြို့မှာရှိနွားစခွက်တမှာရှိတယ်သွားရောက်ဖူးမြော်ကြပါပြောလဲပြောသူတို့အတူတကွနော်အဲ့ဒီခါမှာသူကကြောက်ရွံ့စိတ်တွေပယ်သွားပြီးတော့အတူတကွဒီတချင်းနေနော်ကုံတော်ချင်းဝန်းချင်းကိုကောင်းကင်တမန်နဲ့မွဲ့ဆိုတယ်ကောင်းကင်တမန်သူတို့ပြန်ပြီးခုနကပြန်ဖတ်တယ်မှာငြိမ်သက်ချင်းရှိစေသည်ဆိုရက်သခင်ဖခင်ရဲ့နှုတ်ကပတ်တော်သူတို့ဖော်ပြခဲ့တာကိုကျွန်မတွေ့ရှိဆိုတော့သူတို့တောတောင်ထပ်ကနေကြော်လွှားပြီးတော့နော်သူတို့ဒီဖူးမြော်လာပြီးတော့ခင်ယေရှုလာဖူးမြော်တယ်သူတို့ဝန်သားတွေဆိုတော့သူတို့ဝေးလာဘယ်လင်မြော်သူတို့ဝေးသလားပြန်စဉ်းစားကြရင်သူတို့အတွက်ဘယ်လင်မြော်ကမဝေးဘူးသူတို့ကပါဆိုသူတို့ရဲ့ကက်တင်ရှင်မေရှိယဖွားမြင်နေသူတို့ပျော်ရွှင်နေဒါဘယ်လင်မြော်နဲ့သူတို့ကဘလောက်ပဲတောတောင်တွေထပ်ဖြတ်ပြီးတော့ရောက်ရှိလာခဲ့ပြီမဲ့သူတို့အတွက်ဘယ်လင်မြော်ခီးဟာမဝေးပါဘူးနောက်တစ်ခွက်ကကျမတို့ရှင်မဿဲကိုပြန်ကြည့်မယ်ဆိုရင်မာကုပညာရှင်အကြောင်းပြန်ပြောထားတယ်နော်မာကုပညာရှင်လုကာမှာမဖော်ပြပင်ဒီမှာပြန်ဖော်ပြထားတယ်မာကုပညာရှင်တွေကသူတို့ပညာတတ်သူက passion ပြည်နယ်မှာဒီကျမတို့ဒီဘက်လင်ပတ်ဝန်းကျင်မှာမဟုတ်သူကပြည်နယ်တက်မှနေတဲ့ခါမှာဝေးတယ်ပေါ့နော်သူကတလလာတယ်တလကျော်သူတို့ရက်30ခီးလာတယ်မိုင်900လောက်ဝေးတယ်ပြောတာပဲနော်ဆိုတော့အဲ့ကမိရထားလင်းပြန်ဘာမှရှိရမဟုတ်တော့သူတို့လည်းအစင်းနော်အဲ့ဒေါန်ကီတွေမြင်းနေစီးရလာတဲ့ခါမှာsorry truck camel ကလည်းအုပ်စီးရလာကြတဲ့ခါမှာတော်ကိုဝေးတယ်ပေါ့နော်ဒါပေမဲ့သူတို့အတွက်ခီးရဝေးသလားဆိုတော့မဝေးပါဘူးဘာလို့ဆိုသူတို့စိတ်ထဲမှာသူတို့အတွက်သူတို့နက္ခတ္တရာဖတ်တဲ့အခါမှာဘယင်တစ်ပါးပေါ်ထွန်းမယ်ဆိုတော့သူတို့အရန်အံ့ဩဖို့ကောင်းတာပဲသူတို့ရေပြောဟိတ်ဆိုပညာတတ်တယ်ပညာရှိတယ်သူတို့ရဲ့ဗိမ္မာန်တော်ဒီမှာသူတို့ရဲ့ဦးစီးတာနော်သူတို့ရဲ့နိုင်ငံမှာသူတို့ပဲဦးစီးရဘယင်ပြီးရင်သူတို့ပဲဘယင်ကသူတို့ဘာအကြံဉာဏ်တောင်းရတာပေါ့နော်ဆိုတော့ဘယင်ပြီးသူတို့ပဲဆိုတော့ပညာအရန်ရှိတဲ့လူဟာတအားပြောကြတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီအထူးဆန်းသူတို့ဒီနက္ခတ္တရာအရန်ထူးဆန်းနေကြေရသူတို့ထွန်းတောက်ပြီးတော့သူတို့ပြနေတယ်ပေါ့နော်ဆိုတော့အဲ့ကြေအတိုင်းသူတို့လိုက်ပြီးတော့နော်ဒီတိုင်းပြည်ဒီသူတို့အတွက်မင်းတစ်ပါးမွေးဖွားမဲ့တိုင်းပြည်သူတို့ရှာတဲ့ခါမှာအရှိတိုင်းကနေဒီဘက်ကိုရောက်လာတဲ့ခါမှာသူတို့အတွက်တလခီးလာမယ်သူတို့ဝေးလာဆိုတော့မဝေးဘူးသူတို့ဘာလို့ဆိုတော့သူတို့အံ့ဩဖွေနော်ဂုံယူဖွေမင်းတစ်ပါးအတွက်ဖူးမြော်ခြင်းလို့သူတို့လာတော့ကြောင့်ဘဲလင်မျိုးဟာသူတို့အတွက်မဝေးပါဘူးပေါ့နော်အဲ့မှာပြန်ဆက်ကြည့်မယ်ဆိုဟီရူမီကတကယ်တော့ဘဲလင်မျိုးဘက်မှာရှိတာသူနဲ့သခင်ယေရှုမွေးဖွားတဲ့နေရာ9မိုင်လောက်ပဲကွာ9မိုင်ဆိုနီးလေးနော်ဆိုတော့အဲ့ဒါကြတော့သူနဲ့နီးလာဆိုနီးတယ်ဒါပေမဲ့သူစိတ်ထဲကဝေးတယ်ဘာလို့ तू စိတ်ယုံမှာစိတ်ဘာလို့ तू ဘယင်ဖြစ်ချင်တယ် तू အာနာတီချင်တယ် तू ကလွှဲရင်ဘယ်သူမှမဖြစ်ရ तू ဒီကျေတိုင်းလိုက်လာတဲ့မာကုပညာရှင်တွေကပြောတယ်ပေါ့နော်မင်းတစ်ပါးဖွားမြင်မှာမလို့သူတို့လာကြည့်မယ်ဆို तू မင်းဆိုကြတဲ့ तू ကမကြိုက်တော့ဘာလို့ तू ပဲဘယင်ဖြစ်ရမယ် तू ပဲအာနာရှိရမယ် तू ပဲတကိုးရှိရမယ် तू ကလွှဲရင်ကျန်တဲ့လူကမရှိရဘူးဆိုတော့ तू ကအဲ့ဒီခါမှာ तू ကဒီသူ့ရဲ့နိုင်ငံမှာရှိတဲ့ပညာရှိတိုးတိတ်သူခေါ်လိုက်တယ်ပေါ့နော်ခေါ်လိုက်ပြီးတော့ကဲဒီပညာရှိအရှိတိုင်းကပညာရှိတွေကလာနေပြီငါ့ကိုမေးနေပြီဘယ်လင်မျိုးဘယ်နာမှဘယ်လင်မျိုးသွားဖို့မေးနေပြီအဲ့ဒါဘယ်လိုမျိုးမင်းတို့ယူဆတယ်လဲပြောပြပါအောင်ဆိုတော့သူ့ရဲ့မူမတ်အရာရှိတွေကပြောတယ်မိခါခန်းကြီးငါအခန်းကြီးနှစ်မှာဖော်ပြထားပြီးသားဓမ္မဟောင်းကျမ်းမှာဖော်ပြထားပြီးသားဣသရေလလူမျိုးအတွက်ဘယင်တစ်ပါးပေါ်ထွန်းမယ်အဲ့ကတိမရှိယဟာဒီမြို့ငယ်လေးဘယ်လင်မြို့မှာပေါ်ထွန်းမယ်ဆိုတာရှိပြီးသားဖြစ်တယ်ဆိုတော့ဘွိုင်းပြောတဲ့ခါမှာ तू ကမလက်ခံဘူးနော်မလက်ခံပဲနော် तू ကသူ့စိတ်ကမလက်ခံပေမဲ့ तू ကလက်ခံရတာမာကုပညာရှင်ကရောက်ရှိနေပြီဆိုတော့ तू ကလက်ခံလိုက်ရတယ်လက်ခံလိုက်ကမာကုပညာရှင်ကို तू ခေါ်တယ် तू ဘယ်လိုခေါ်လဲဆိုတော့နော်မင်းသားဖူးမြော်ကြပါဖူးမြော်ပြီးရင်ငါ့ကိုပြန်လာပြောပါဘယ်မှာရှိလဲပြန်လာပြောပါအဲ့ဒီခါကျမာကုပညာရှင် तू ခွင့်လွတ်လိုက်တယ်ပေါ့နော်ဆိုတော့တိုင်းတစ်ပါးလူလာလို့ရှိရင်ဘယင်ရဲ့ခွင့်ပြုချက်မှာသွားလို့ရတယ်ဆိုတော့ तू ကမာကုပညာရှင်ကဝန်တာအားရနဲ့ဘယ်လင်မျိုးသွားတယ်ဆိုတော့မာကုတော့ဘယ်လင်မျိုးမဝေးဘူးဒါပေမဲ့ဟီရုမင်းက9မိုင်လေးပဲဝေးပေမဲ့သူစိတ်ပုတ်စိတ်ရုပ်မာတွေရှိတော့ကြောင့်သူဟာနော်ဘယ်လင်မျိုးကနီးပေမဲ့သူ့အတွက်ဝေးနေပါတယ်ဘောနော်သူ့အတွက်ဝေးနေတယ်ဆိုတော့နောက်တစ်ယောက်ကကြတော့ဘယ်လင်မျိုးသူမျိုးသားများဘယ်လင်မျိုးသူမျိုးသားဟီရုဘင်းရဲ့အောက်လက်အောက်မှာရှိတဲ့အခါမှာသူတို့အခွန်ခရရန်ကောက်ခါတယ်သူတို့ကစိတ်ညစ်တယ်ဆိုတော့နော်စိတ်ပူပန်တော့ကတယ်များတဲ့အခါမှာအဲ့ကျန်းစာမှာလာတဲ့အတိုင်းပဲဟေရုမင်းနဲ့
မြို့သူမြို့သားအားလုံးဟာစိတ်ပူပန်ခြင်းနဲ့ပြည့်နှက်နေတယ်ဘာမှပျော်ရွှင်ခြင်းကြွိုင်းဆိုမရှိတော့သူတို့သခင်ပဲမွေးမွေးဘာပဲမွေးမွေးသူတို့တက်ဘာမှမရှိသူတို့စိတ်ထဲမှာမှောင်မိုက်နေဆိုတော့ဒီကျမတို့ဟေရုမြို့သူမြို့သားတော့ဒီဘောကဘယ်လင်မြို့သူမြို့သားတွေဟာဘောနော်သူတို့စိတ်ထဲမှာဘာမှမရှိဘူးသခင်ခရစ်တော်ခုနတဲ့စင်ကောက်ဖို့လာတဲ့လူဧည့်သည်ပေါ့လေသူတို့စိတ်ဘာမှမရှိပါဆိုတော့သူတို့စိတ်ထဲမှာအခွန်အခါတွေစိတ်ပူပန်ခြင်းနဲ့ပြည့်တဲ့ခါကျမလို့ဘာမှကြိုးဆိုခြင်းမရှိဘူးဆိုတော့ကျမတို့ကဘယ်လင်မြို့ဟာလဲနီးတယ်နော်ဒီမြို့သားတွေကနီးနီးလေးမဲ့သူတို့စိတ်ထဲမှာသူတို့သခင်ဖျားနေသူတို့ဝေးနေပါတယ်ပေါ့နော်ဆိုတော့ဒီ plot ပေါ့နော်ကျမတို့ဖတ်တဲ့ခါမှာနော်မေရမာရီနဲ့ယောသဟာဝေးပြီမဲ့ဘုရားသခင်နဲ့ဘယ်လင်မြို့ကသူတွေ့နေတယ်နော်ပြီးတော့ဒီမာကုပညာရှင်တွေကလည်းဝေးပြီမဲ့ဘယ်လင်မြို့သူတို့နဲ့နေတယ်တိုးထင်းတွေကလည်းဝေးပြီမဲ့သူတို့ရဲ့ဘယ်လင်မြို့သူတို့နဲ့နီးပါတယ်ဒီဟေရုမင်းနဲ့မြို့သူမြို့သားတွေကတော့နီးပြီမဲ့သူတို့စိတ်ကဝေးနေတာကိုကျမတို့တွေ့ရှိရတယ်ကျမတို့အားလုံးကကျမ်းစာအရာဟေရုကျမတို့ရဲ့ဘယ်လင်မြို့မှာသခင်ယေရှုမွေးဖွားနေပြီကျမတို့စိတ်ကဘယ်လင်မြို့နဲ့နီးရလားကျမတို့ပြန်ပြီးတော့ဆန်းစစ်ကြည့်အောင်နော်တခါဒီဆက်ပြီးတော့ plot လေးတစ်ခုရှိပေါ့ခချမ်းမတယောက်ကကလေးတွေကိုကျမ်းစာတင်တဲ့ခါမှာခရစ်တော်မွေးဖွားခြင်းရဲ့ပုံတရုပ်ဖို့ဇလန်လေးတင်ဆက်တယ်ပေါ့ Christmas အချိန်ကမှာတင်ဆက်တဲ့ခါမှာတဲ့ကလေးတွေကလို့နော်သူနဲ့သူထိန်တော့မာရီတော့အကုန်လုံးလောက်ရတော့ပေါ့နော်လောက်တဲ့ခါမှာဒီမောင်ချစ်ဆိုတဲ့ကလေးလေးတယောက်ကဘောဝဖြူဖြူလေးနဲ့စကားပြောရင်လေအေးဆေးဆေးလေးချစ်စရာလေးဆိုတော့သူ့တဲ့တဲခုန်ကန်းပိုင်ရှင်ဖြစ်သူနေရာပေးလိုက်တယ်ဆရာမပေးလိုက်တဲ့ခါမှာကျမတို့concert ပြဆိုကလကာဆွဲလိုက်ပိတ်လိုက်လောက်ရတာပေါ့နော်သူကတော့တဲခုန်ကန်းပိုင်ရှင်ပေါ့ကလကာပိတ်တဲ့လူကတော့ဆရာမနဲ့သူ့အဖွဲတွေပေါ့နော်ပိတ်ကြတယ်အဲ့ခါမှာသူတို့ဇန်လန်လေးဆင်းလာရောက်လာတဲ့ခါကျတော့အဲ့တဲခုတ်ခန်းကိုလာငှားတဲ့အချိန်ရောက်တယ်ပေါ့နော်သခင်ခရစ်တော်ဒီမာရီနဲ့ယောသနဲ့အထူးသဖြင့်ယောသပေါ့မာရီကတော့ကိုဝင်ကြီးနဲ့ဆိုတော့အနောက်လေးမှာပေါ့ယောသထွက်လာပြီးတော့သူအခန်းလွတ်ချင်တယ်ပေါ့သူ့ရဲ့ဇနီးတဲ့မွေးခွားခန်းနေပြီဒီမြို့ထဲမှာလည်းအခန်းနေမရှိတော့ဘူးဆိုတော့တဲခုတ်ခန်းပိုင်ရှင်ကထွက်ပြောရမှာပေါ့နော်ထွက်ပြောမယ့်ခါမှာကျတော့ तू ကထွက်ပြောမလို့ဆိုတွေ့လဲတွေ့ရ तू စကားပြောမေ့သွား तू အဲ့ဒီခါကျတော့ဆရာမသူ့အနောက်ကလကနောက်ကနေပြောတယ်နေရမရှိဘူးလို့ပြောဆိုအဲ့နဲ့ तू ကပြောတယ်နော်အဲ့ဒါနေစရာမရှိဘူးလို့ तू ပြောရမယ့်ဟာကို तू မပြောနိုင်မယ်နဲ့ तू မျက်ရတောက်ကြလာပြီးတော့တငယ်ချင်းနဲ့မင်းတို့လာခဲ့ပါတဲ့ငါခမ်းမအိတ်ရတယ်ငါတခြားခမ်းမသွားအိတ်ပြီဆိုဇလန်မဟုတ်တော့ဘူးဆိုဆရာမကလကကြီးဆွဲပေးလိုက်ပြီးတော့ဘယ်လိုပြန်ပြောရလဲဆိုတော့နော်ကဲကျမတို့ရောတဲ့မောင်ချစ်လေးကဲ့သို့သခင်ခရစ်တော်ကိုကျမတို့အခမ်းပေးဖို့နေရာရှိကြရဲ့လားဆိုဆရာမတကားကိုပိတ်ပြီးတော့ပြန်ပြီးတော့ပြောယူရတယ်ပေါ့နော်ဆိုကျမတို့ဒီသင်္ကန်းသားလေးကြည့်မယ်ဆိုရင်မောင်ချစ်ကသူ့စိတ်ထဲမှာနော်တကယ်ကိုဝန်ဆောင်တဲ့ဒီနေရာမရှိတော့သူအတွက်ကိုစဉ်းစားပြီးတော့သူ့နေရာကိုသူပေးလိုက်တယ်ဇလန်ရဒီလိုမျိုးဖြစ်ရပြန်တယ်တကယ်တော့နော်နွားစခွက်တွေပါသွားပြရမယ်ပေါ့နော်အဲ့တော့မပြဘဲနဲ့သူကခါရင်ငါနေအခမ်းမလာအိပ်ပါငါတခြားအခမ်းမသွားအိပ်ပါမယ်ဆိုတော့ပြောလိုက်တယ်ဆိုတော့ကျမတို့ဟာကောဒီဘယ်လင်မြို့ကကျမတို့နေနီးသလားနော်ကျမတို့နှလုံးသားမှာကောသခင်ခရစ်တော်ကိုနော်ပေးဖို့နေရာရှိလားဆိုတော့ကျမတို့စဉ်းစားဖို့ရှိတယ်ပေါ့ဆိုတော့ဒီ plot ဒီရှင်မတ်တဲ့နဲ့ရှင်လုကာရဲ့ခင်ချင်းပုံလေးကိုကျမတို့ကြည့်တဲ့အခါမှာသခင်ခရစ်တော်ရဲ့မွေးဖွားခြင်းကိုကျမတို့ဘာတွေ့ရလဲဆိုတော့နော်သူတစ်ပါးကိုကူညီမဆတ်ခြင်းခုနတဲခုံကပိုင်ရှင်နော်တဲခုံကပိုင်ရှင်ဘာမှမရှိအဆုံးဘာဖြစ်လဲသူနော်စခွက်သူတို့ကဝါတင်းကုတ်ကိုရအောင်ရှာပြီးတော့ပေးလိုက်တယ်နောက်ဆုံးပေါ့နော်သူ့ရဲ့လုံနိုင်တဲ့အရာပေါ့နော်သူလုံနိုင်တဲ့အရာကနေတော့တင်းကုတ်ပေးပါဆိုအဲ့ဟာဆိုကျမတို့ပြန်ကြည့်မယ်ဆိုရင်သူတို့ဘာကိုကုညီမဆတ်ခြင်းနော်မျှဝေခြင်းချစ်ခြင်းအဲ့မှာသူပေးတယ်နောက်တစ်ခါကောင်းတိုးတင်းနဲ့ကောင်းကင်တမန်တိုးတင်းနဲ့ကောင်းကင်တမန်တွေကကြောက်ရွံ့ခြင်းကိုဖယ်ရှားပြီးတော့နော်ဂုဏ်တော်ချီးမွမ်းတယ်နော်ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းနေခြင်းဆိုတော့ကျမတို့ Christmas ချိန်ခါမှာကျမတို့မျှဝေရမယ်ဂုဏ်တော်ကိုချီးမွမ်းရမယ်နော်နောက်တစ်ခါနော်ပညာမကုပညာရှင်ကဲ့သို့ကျမတို့ဘလောက်ပဲပညာတက်ကျမတို့ဘလောက်ပဲဂုံတိတ်ခိုင်ကြီးဘုရားသခင်ဝေဖွားတဲ့ခါမှာနှိမ့်ချခြင်းနဲ့ကျမတို့ဖူးမြော်မှာဖြစ်ပါတယ်။ကျမတို့နှိမ့်ချခြင်းနဲ့သခင်ခရစ်တော်ကြိုးဆိုမယ်။သခင်ခရစ်တော်ကိုဖူးမြော်မှာကျမတို့ရဲ့တောင်းဖြစ်ပါတယ်။ဒီမာကုပညာရှင်ကြောင့်ခုနပြောမယ်ဆိုရင်ကျမနည်းနည်းပြန်လေ့လာတဲ့ခါမှာမာကုပညာရှင်ကကျမတို့က၃ပါးတော့မကပညာရှိလို့လည်းသူတို့ဖော်ပြထားတယ်နော်။ဆိုတော့သူတို့ကဘာနေလာဆို passion ပညာလာတာပေါ့နော်။ခုနကျမပြောသူလာတဲ့ခါမှာသူတို့ကဘာပေးလဲဆိုဖရတယောက်ကသူ့နာမည်ကတော့ကျမတို့ခေါ်တာကျတော့ပညာရှိ၃ပါးလို့လူတွေအမြဲတမ်းပြောတဲ့ခါကျတော့ပြန်တော့ scholar ရေးတဲ့အထက်မှာပြန်တွေ့ရတယ်နံပါတ်1ကသူတို့ခေါ်တယ် Merle Choir နံပါတ်2 Merle Choir ဆိုတော့เนาะကျမတို့ပေါင်းကြည့်တာပေါ့ Merle Choir ဆိုတဲ့နာမည်ရှိတယ်နောက်တစ်ခါ Casper တဲ့ဒုတိယတယောက် Casper ပေါ့နောက်တစ်ယောက်က Balthazar တဲ့เนาะ Balthazar ဆိုတဲ့နာမည်နဲ့3ယောက်လာတယ်ပေါ့เนาะသူက3ယောက်လိုပဲပြောရတယ်တကယ်တော့ဒီထက်မကလည်းရှိနိုင်တယ်ပေါ့เนาะအဲ့ဒီခါမှာအဲ့ပထမတယောက်ကဘာပေးလဲဆို gold ပေါ့เนาะရွှေ
နော်ရွှေဆိုအမြင့်မြတ်ဆုံးဆိုတာဘာဖြစ်လဲရှင်ဘရင်တွေပဲပေးတာဆိုတော့သူကဒါဖုဒီမင်းဒီမွေးဖွားတဲ့ကလေးငယ်ဒီရှင်ဘရင်တကဘရင်နော်ဘရင်တကဘရင်မင်းတကအထက်ကရှိမင်းဖြစ်တဲ့အတွက်ကြောင့်မလို့သူကရွှေဆိုရန်ကုန်ထူးဆောင်တဲ့ရွှေပေးတယ်နောက်တစ်ခါ Casper ကဘာပေးလဲဆိုတော့နော်သူကလောဘန်ဆိုတဲ့အမွေးနတာဒီရစ်ပြောဟိတ်တွေမြင့်မြတ်တော်သူတွေမြင့်မြတ်တော်ဘာသာရေးခေါင်းဆောင်တွေပဲဟိုပါဘော anointed ပေးရတဲ့ဒီမွေးပေါ့နော်ရေမွေးအမွေးနဲ့တာတခုကိုသူကလောဘန်ကိုသူကပေးတာကိုကျမတို့တွေ့ရှိရတယ်နောက်တစ်ခါဘာသာစာကြတော့ဘာပေးလဲဆိုတော့နော်ကျမတို့တေဆုံးဒီမင်းတကမင်းဘင်းတကဘင်းနေတေဆုံးလို့ရှိရင်သုံးတဲ့အမွေးနဲ့တာအဲ့ဒါကြောင့်မူရန်လို့ခေါ်တယ်နော်အဲ့တေဆုံးတဲ့လူမှကျမတို့ပေးတာဆိုတော့သူကပေးတဲ့အတိတ်ပဲဒီလူဒီမွေးဖွားရတဲ့သူဒီအသေးခံမဲ့သူကဲတင်မဲ့သူဖြစ်တယ်ဆိုတဲ့အကြောင်းကိုသူကသဘောမျိုးနဲ့ယူဆောင်တော့ true လောဘန်မူတာဆိုတဲ့အရာကိုပြီးတယ်ဆိုတော့ပညာရှိတွေဟာသူတို့ရဲ့နော်သူတို့မှာရှိတဲ့အရာကိုနော်သူတို့ရဲ့ဂုံတိတ်ဂုံဘာပေါ့နော်ဂုံတိတ်ခါအကုန်လုံးသူနှိမ့်ချပြီးတော့လာပြီးဖူးမြော်ပြီးတော့အကောင်းဆုံးအမြတ်ဆုံးအရာတွေကိုသူတို့ပေးသွားတာကိုကျမတို့တွေ့ရှိရတယ်ဒါကြောင့်မလို့ကျမတို့ဒီနော်သူတို့ဘာကိုကူညီမဆခြင်းအရာကိုပေးရမှာပေါ့နော်မနေ့ကဆရာထွန်းလေးကျမတို့အင်းင်းဆိုမိဖျားရှိကိုကျမပြောသွားတယ်ဟာကျမတို့အရင်သဘောကျဖို့ကောင်းတယ်နော်သူပြောတယ်ပေါ့နော်ခရစ်မတ်ဆိုတာဟာကျမတို့ဝေမျှရမယ်ချစ်ချင်းမြတ်တာပေးရမယ်သခင်ခရစ်တော်ကကျမတို့ချစ်လို့လာမွေးဖွားတဲ့ကြောင့်ကျမတို့ဒီသခင်ခရစ်တော်ကဲ့သို့ချစ်ချင်းမြတ်တာမျှဝေနိုင်တဲ့လူတွေဖြစ်ရမယ်ဒီခရစ်မတ်ကာလမှာကျမတို့ဘာလုပ်နိုင်တယ်လဲပေးနိုင်တဲ့အရာအားလုံးကိုကျမတို့ပေးဖို့သူ့ကိုသူစိတ်ထဲမှာအမြင်ဆုံးဖြတ်တဲ့ခါမှာတဲ့နော်သူဆုတောင်းတဲ့ခါမှာသူအဲ့ Christmas day မှာသူကပြောတယ်ပေါ့နော်ဒီဒီဇင်ဘာလတည့်ရက်ဒီတလတော့ Christmas လဖြစ်တော့တယ်မလို့အဲ့မှာ तू ကနော်လူတူသူကဲတင်ခဲ့ရတယ်ပေါ့နော် तू ဘာလဲမူလဲတိုင်းလူသူဆင်းအောင်ပို့လိုက်ရတယ်ပေါ့နော်ဆိုတော့ तू ပြန်တော့အိမ်ပြန်ရောက်တဲ့ခါမှာ तू ပြန်စဉ်းစားတဲ့ခါမှာ तू ဖျားသခင် तू တောင်းထားတယ်တခုခုဖျားသခင်ပေးဆက်ခြင်းနဲ့ Christmas မှာ तू တခုခုအကောင်းဆုံးကိုလုပ်ပေးခြင်းတဲ့အရာကိုဖျားသခင်က तू ခွင့်ပြုခဲ့တာကို तू တွေ့ရတယ်ကဲတော့ကျမတို့ဒီလေဒီ Christmas မှာကျမတို့ချစ်ချင်းမြတ်တာအဖြစ်မြောက်ဝေခြင်းအဖြစ်သူတို့ဘာအတွက်ကျမတို့ဘာလုပ်ပေးနိုင်လဲကျမတို့လုပ်ပေးနိုင်တဲ့အရာကိုဒီလမှာကျမတို့လုပ်ပေးဖို့တောင်းပန်ရှိပါတယ်လုပ်ပေးဖို့တင့်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြတယ်။နောက်ချစ်ချင်းမြတ်တာကိုကျမတို့တယောက်နဲ့တယောက်မျှဝေဖို့လိုအပ်ပါတယ်ပေါ့နော်။တခါကားဒီအီသီယိုးပီးယားမှာနော်ကျမတို့ဒီဥရောပတစ်ခုလုံးကတော့တိုင်းပြည်ကျွယ်ဝနေတာပေါ့နော်။အခုကအီသီယိုးပီးယားလေးကောင်းပါပြီ။ဟိုလွန်ခဲ့တဲ့အနှစ်100လောက်က80-80လောက်က အီသီယိုးပီးယားလည်းဆင်းရဲတယ်။အရင်ဆင်းရဲတယ်။အဲ့ဒီခါမှာChristmas ကိုဥရောပတွေမှာကောင်းကောင်းကျင်းပနိုင်တဲ့အချိန်မှာဥရောပတိုင်းပြည်တွေကောင်းကောင်းကျင်းပနိုင်တဲ့အချိန်မှာအနောက်ပိုင်းပေါ့နော်အနောက်နိုင်ငံတွေအဲ့ခါမှာအဲ့ဆာရာဆိုကောင်မလေးတယောက်ရှိရပေါ့နော်ဆာရာဆိုကောင်မလေးကဒီသူရင်းနဲ့ဖတ်တဲ့ခါမှာသူတို့နိုင်ငံအေးချမ်းပြီးတော့တချင်လုံး Christmas တချင်နေဆိုကြပြောကြပါတီလုပ်ကြပျော်ပွဲရှင်ပွဲလုပ်ကြအဲ့အချိန်မှာအီသီယိုးပီးယားမှာတားနေရတာတဲကန်နေရမှာအပူလိုက်နေတအားကြစားနိုင်ရရမရှိစားကြတောက်စရာလည်းမရှိတော့တိုင်းကဘာတစ်ခုနဲ့ကဘာကြီးတစ်ခုလုံးဟာရာသီဥတုကိုအေးနေရနော်အေးတဲ့နေရာအေးတယ်ပူတဲ့နေရာပူတယ်နော်ဒီဥရောပမှာ Christmas ကအေးပေမဲ့အဲ့အီသီယိုးပီးယားကန်ဒီယာဘက်မှာပူနေတယ်စားကြမရှိဘူးအဲ့ချိန်မှာရေဒီယိုကနေကြော်ညာနေအဲ့ကရေဒီယိုဖြစ်ပေါ်လုံငယ်နှစ်တည်းဆိုရေဒီယိုကနေကြော်ညာပေးနေတယ်ပူမြင့်နေအစာမရှိဘူးလို့ပြောတဲ့ချိန်မှာအဲ့ဆာရဆိုတော့ကောင်မလေးကသူ့စိတ်နှလုံးထိတွေ့ပြီးတော့ခါမှာသူ့စုဖို့သူဖောက်လိုက်တယ်သူ့စုဖို့သူဖောက်တဲ့ခါမှာနည်းနည်းပါးပါးကလေးဆိုတော့စုကမများဘူးပေါ့နော်ရသလောက်သူသွားပြီးတော့အဲ့ရံပုံကိုအဖွဲရှိအဲ့အီသီယိုးပီးယားရံပုံကသားပေးလိုက်တယ်ဒါပေးလိုက်တဲ့ခါမှာသူစဉ်းစားတယ်ဒါလေးကနည်းနည်းပါးပါးပဲရှိသေးတယ်သူထပ်တစ်ခုတော့လုပ်ရမယ်ဆိုတော့သူဘာလုပ်လဲဆိုတော့သူအယုတ်လုပ်တတ်တယ်တဲ့ handmade ကြီးလုပ်တတ်တယ်ဆိုတော့သူအယုတ်ကလေးလုပ်ပြီးတော့တဲ့သူကလေတအိမ်တက်အိမ်စင်သူဈေးတော့သူတို့ခက်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း100ဆိုတော့ marketing မရှိတော့သူအိမ်တက်အိမ်စင်မလိုက်ရောင်းရတယ်ပေါ့နော်လိုက်ရောင်းတဲ့ခါမှာတအိမ်တက်အိမ်စင်သူအယုတ်ကလေးလိုက်ရောင်းတဲ့ခါမှာသူများသူအားပေးတယ်ပေါ့နော်သူကအားပေးတဲ့ခါမှာတကယ်တော့ဘာလို့အားပေးလဲဆိုတော့သူဟာတဲ့နေမကောင်းအုံတော့အမေးရောင်ယောဂတဲ့သူကတကယ်တော့ယောဂတဲ့ဖြစ်နေဒါပေမဲ့ Excel လေးကအရန်တော့သူပြီးချင်တဲ့ခါမှာသူတိမ်တဲ့တိမ်စရောင်းတော့အဲ့ရုပ်ကလေးကသူဒေါ်လာ6500ရတယ်တဲ့နော်6500ဆိုတော့ဝိုင်းကူညီကြတာပေါ့နော်အဲ့ဒီခါမှာတဲ့ဘန်တစ်ခုကကြားရတယ်သိရှိသွားတဲ့ခါမှာအဲ့ဘန်တစ်ခုကအဲ့6500 plus နောက်6500ပြလိုက်တဲ့ခါမှာနော်ဒေါ်လာ13000ရရှိတယ်တဲ့13000ရရှိပြီးခါသူအဲ့ပတ်စံကိုတစ်ခါထပ်လှူတဲ့ခါမှာအီသီယိုးပီးယားမှာလက်ခံအလူငွေရရှိတဲ့အဖွဲ့အရန်ပျော်ရွှင်ပြီးတော့သူတို့အတွက်
စာရာဒီနော် angel ကောင်းကင်တမန် Christmas angel ပေါ့နော်တိုးထင်းလေးကိုလာပြောတဲ့လူကဲ့သို့ဒီ Sarah ဒီတဲ့နော်သူ့ရဲ့လှုပ်အားလေးနဲ့သူ့ရဲ့တတ်နိုင်စွမ်းစွမ်းအားနေမကောင်းတဲ့ဂျားတဲ့ကနေပြီးတော့နော်သူဒီ Ethiopia မှာရှိတဲ့နော်ဒုက္ခသည်ဒီခက်ခဲရောက်နေတဲ့သူကိုဒီ Christmas ကာလမှာသူပေးခွင့်ရရှိခဲ့တာကိုတွေ့ရှိရတဲ့ခါမှာသူ့ကိုအဲ့တနိုင်ငံလုံး Ethiopia နိုင်ငံမှာသူ့ကိုဘယ်လိုကောင်းလဲပေါ့နော်ကောင်း angel ဆိုတဲ့နာမည်တက်ပြီးတော့ပေးလိုက်ပါတယ်ပေါ့ဆိုတော့ကျမတို့ကနော်ဒီ Christmas မှာကျမတို့ဘာတွေလုပ်နိုင်တယ်လဲကျမတို့နှလုံးသားထဲမှာကိုသခင်ခရစ်တော်ရှိရလားခရစ်တော်ကကျမတို့ကိုကဲတင်ဖို့အတွက်ကြွလာတဲ့ကဲ့သို့ကျမတို့ချစ်ချင်းမြတ်တာကိုကျမတို့ကဘာလုံးညင်သခင်ပေးတဲ့ကဲ့သို့ကျမတို့ချစ်ချင်းမြတ်တာကိုလေဒီ Christmas ကာလမှာမျှဝေပေးရမှာကျမတို့တောင်းဝန်ရှိပါတယ်ဒါကြောင့်မလို့ယေရှုကျမတို့ပြန်မစဉ်းစားမယ်ဆိုရင်ယေရှုမွေးဖွားတဲ့ဘယ်လင်မျိုးနဲ့ကျမတို့နှလုံးသားတွေကနေရလားနော်သခင်ယေရှုမွေးဖွားခြင်းကိုနေရာပေးဖို့အတွက်ကျမတို့နှလုံးသားမှာနေရာရှိရလားเนาะကျမတို့ဂုဏ်သိက္ခာတွေကျမတို့ရဲ့ဘယ်လိုခေါ်မလဲမာနတွေเนาะကျမတို့ရဲ့เนาะပူပန်ခြင်းအလုံးကြားရကနေကျမတို့နှုတ်ဖယ်ပြီးတော့เนาะကျမတို့ချစ်ချင်းမြတ်တာကိုဖခင်သခင်ယေရှုပြန်ပေးနိုင်ရဲ့လားသခင်ယေရှုနေရာပေးရဲ့လားเนาะစိတ်နှလုံးအကျွမ်းမဲ့ကျမတို့လှုပ်ဖို့လိုအပ်ပါတယ်เนาะဘယ်လိုမျိုးတဲ့နီးတဲ့နှလုံးသားဖြစ်ဖို့လိုအပ်ပါတယ်ရောက်စရိုက်မှာနှလုံးသားဘယ်လိုမျိုးနဲ့နီးတဲ့နှလုံးသားတွေသခင်ယေရှုမွေးဖွားခြင်းကိုနေရာပေးတဲ့လူသားတွေဖြစ်ဖို့ကျမတို့လိုအပ်ပါတယ်နောက်ဆုံးကြောင့်ပိုက်ကလေးကတော့ယနေ့တွင်ဒါဝိမျိုး၌သခင်ခရစ်တော်ဒီဟူသောကဲ့တင်သောအရှင်သည်တင်တို့အဖို့လုံငါဖွမ်းပြင်ခံတော်မူပြီးကောင်းကင်ဘဝဝဲဖျားသခင်သည်ပုံကြီးတော်မူစေတည်းမြေကြီးပေါ်၌လည်းငြိမ်သက်ခြင်းရှိစေတည်းလူတို့အားမေတ္တာကရုဏာရှိစေတည်းကဲ့တင်ရှင်မွေးဖွားခြင်းနဲ့နော်နေတဲ့ချင်းဝရောက်ခြင်းအားလုံးဟာကျမတို့ခဏကြားရလောက်တဲ့ဓမ္မမိတ်ဆွေအားလုံးပေါ်မှာကြားရောက်ပါစေ